ဒီမိုက်ခရိုဖုန်းလေးမှာတခြားမီနီမိုက်ခရိုဖုန်းတွေနဲ့မတူတဲ့အားတက်ချက်တစ်ခုရှိတယ်သိကြလားအားလုံးမင်္ဂလာပါ AV ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာတော့ဘူယန်မီနီစိုက်လေးနဲ့ကိုမှပုတ်ပုတ်ပပနဲ့အသုံးပြုလို့ရတဲ့ wireless microphone လေးနဲ့မိတ်ဆက်ပြီအဲဒီ wireless microphone လေးကတော့ Miono ထုတ်လုပ်ထားတဲ့ Miono Wave T1 mini ဆိုတဲ့ wireless microphone လေးပဲဖြစ်ပါတယ်ဒီကောင်လေးက mini size ဆိုပေမဲ့သူ့ရဲ့ range အကွာအဝေးနေနဲ့မီတာ100ပေ3လောက်ထိကောင်းအောင်သုံးနိုင်တဲ့အပြင် AI noise cancellation ကလည်း4ဆင်းလောက်ထိပါတဲ့အတွက်ကြောင့် noise ကိုတော်တော်ရှင်းပေးနိုင်တဲ့ microphone တစ်ခုလို့ပြောလို့ရတယ်ဒီ microphone လေးမှာတခြား mini microphone တွေနဲ့မတူတဲ့အားတက်ချက်တစ်ခုရှိတယ်သိကြလားအဲ့ဒီအားတက်ချက်ကဘာလဲဆိုတော့ဒီ microphone က Miono Link ဆိုတဲ့ application နဲ့ချိတ်ဆက်လို့ရမှာဖြစ်ပြီးတော့အဲ့ဒီ application ကနေသစင်အတန်အတိုးချက်လုပ်တာဒီ noise cancellation on off နဲ့တခြား function တွေကိုအသုံးပြုလို့ရမှာဆိုတော့နှစ်သိန်းဆိုတဲ့ဈေးတန်းဝန်းကျင်တစ်ခုမှာ case လေးပါမယ်noise cancellation ကလည်း strong ဖြစ်ပြီးတော့ application နဲ့ပါချိတ်ဆက်လို့ရတယ်ဆိုတော့ဈေးကွက်ထဲမှာဒီလိုဈေးနဲ့ microphone အောင်တော်တော်လေးရှားမဲ့တဲ့ကိုပါတယ်ပြောနေရလဲများသွားပြီဆိုတော့ဒီ microphone လေးရဲ့အတန်ကိုကျွန်တော်အခုလက်တွေ့စမ်းသပ်ပြမယ်ဒါဆိုရင်တော့ကျွန်တော် Miono ရဲ့ Wave T1 mini ကို outdoor area မှာ noise cancellation လုံးဝမဖွင့်ထားဘဲနဲ့စမ်းပြပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် Wave T1 mini microphone ကို noise cancellation 4ဆင့်လုံးဖွင့်ပြီးတော့ကျွန်တော်စမ်းပြပေးတာဖြစ်ပါတယ်သူရဲ့ noise cancellation က4ဆင့်တော့ပါတဲ့အတွက်ကြောင့်ဘေးပတ်ဝန်းကျင်ကစီမံတန်တွေကိုတော်တော်လေး short ချပေးပြီးတော့ကိုယ့်ရဲ့အတန်ကိုကြီးကြီးလေးလေးပြတ်ပြတ်သားကြားရတဲ့အတွက်ကြောင့် noise cancellation strong ဖြစ်တဲ့အတွက်ပါတယ်အခုချိန်မှာ product performance ကောင်းတဲ့ microphone မျိုးလည်းရှာနေတယ်ဒီ microphone ဆိုရင် minima ကြိုက်ပါတယ်ဆိုတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ AV ဆိုင်မှာ Miono ရဲ့ Wave T1 mini လေး install ရနေဖို့လို့ဆိုင်အောင်အများဆုံးလာခဲ့လိုက်တော့နော်အော်ခဏလေးကျွန်တော်ရဲ့ website မှာလည်းတချို့ item တွေကို discount ချတာမို့လို့ website ကနေလည်းဝယ်ဖို့မမေ့နဲ့ဘူးနော်